သူမဟာလူသက်သမားလောကရဲ့ထိပ်တန်းအဆင့်မှာရှိနေသူတူပေါ့လူတက်ဖို့အတွက်ဆိုသူမရဲ့စိတ်အလိုဆန္ဒတက်ပဲလိုအပ်ပြီးဘာအကြောင်းပြချက်မှလည်းမလိုပါဘူး။ဒီနေ့မှာတော့လူကောင်းကြီးနဲ့အမျိုးသားတစ်ယောက်ရဲ့မျက်နှာကိုတာဝန်လေးအချိုရင်ဘူးနဲ့ပတ်လိုက်ပြီးနောက်တစ်စက္ကန့်မှတင်ရဲရဲဆက်ဆက်ခုတ်ပိုင်းပစ်လိုက်ပါတော့တယ်။ဒီအချိန်မှာတော့လူမဲကောင်လေးကဘေးနားမှာဗီဒီယိုတိုလေးတွေကိုစိတ်ဝင်စားနဲ့ကြည့်လို့ကောင်းနေတော့ပေါ့။ဒါပေမဲ့သူလဲကြည့်လိုက်တဲ့အချိန်မှာတော့မျက်နှာတစ်ခုလုံးသွေးတွေပေးကျန်နေတဲ့ယူသွတ်နေတဲ့အမျိုးသားတစ်ယောက်ဟာသူ့စီကိုတဖြည်းဖြည်းတိုးကပ်လာနေတာကိုတွေ့လိုက်ရလို့လမ်းချက်ပြီးခြေဦးတရာကိုဖက်ပြေးပါတော့တယ်။သူတို့နှစ်ယောက်ဟာလမ်းမပေါ်မှာမာရတုံပြိုင်ပွဲတစ်ခုလိုတစ်ယောက်ကပြေးတစ်ယောက်ကလိုက်နဲ့အပြင်းထန်အားပြန်ခဲ့ကြပါတယ်။သူတို့နှစ်ယောက်စလုံးမပြေးနိုင်တော့တဲ့အထိမောပန်းသွားတဲ့အခါမှတင်လူမားပြီးလိုက်ခဲ့မိမှန်းသိလိုက်ရပါတော့တယ်။မျိုးသမီးကမင်းကဒက်ဂျန်နာလီမဟုတ်ဘူးလားလို့မေးတဲ့အခါတောင်လေးကမဟုတ်ပါဘူးဗျာလို့ကြောက်ကြောက်လန့်လန့်နဲ့ပြန်ဖြေခဲ့ပါတယ်။မင်းကဒက်မဟုတ်ရင်ဘာလို့ဖက်ပြေးနေတာလဲလို့မျိုးသမီးကစိတ်တူတူနဲ့မေးတော့တောင်လေးကမင်းလက်ထဲမှာဓမ္မကြီးတိုင်ထားပြီးလူလဲတက်ထားတာဘူးဘသူကမပြေးပဲနေမှလဲဗျာလို့ပြန်អော်တာပေါ့ဒါပေမဲ့လည်းဒီမျိုးသမီးကအကောင်လေးကိုလွတ်မပေးပဲကားပေါ်ကိုအတင်းဖမ်းခေါ်သွားခဲ့ပါတယ်။ကားပေါ်မှာကောင်လေးကသူမကိုကြောင်စီစီနဲ့စိုက်ကြည့်နေတာကြောင့်သူမကလက်တီးနဲ့တစ်ချက်ထိုးပစ်လိုက်ပြီးပါကိုစိုက်ကြည့်နေတာလဲလို့ချင်းချောင်းလိုက်ပါသေးတယ်။အဲဒီနောက်မှာတော့သူတို့ဟာဈေးဆိုင်လေးတစ်ဆိုင်စီရောက်လာခဲ့ပြီးဆိုင်ရှင်ကတေးဆုံးနေတာကိုတွေ့တော့တော်သေးတာပေါ့ပတ်စံပေးစရာမလိုတော့ဘူးဆိုပြီးမုံတွေကိုယူစားပါတော့တယ်။ယူစားနေရင်လည်းဘေးနားမှာတနက်တက်လက်ကိုတွေ့လိုက်ရပြီးတစ်ဖက်လူကတနက်နဲ့ချိန်လိုက်တဲ့အချိန်မှာတော့သူမဟာစက္ကန့်ပိုင်းတွင်းမှာတင်တနက်ကိုလူယူပြီးဆိုင်ရှင်ကိုပြစ်တက်လိုက်ပါတော့တယ်။ကောင်လေးကတော့ကြောက်လန့်ပြီးစောင့်နေသေးပါဒီမျိုးသမီးကလူတက်တာစက်တက်တာချက်ပိုးရဲကူနေပေမဲ့လည်းသူမမှာကိုယ်ပိုင်စည်းမျဉ်းတစ်ခုတော့ရှိပါတယ်။အဲ့ဒါကတော့လူကောင်းဆိုရင်လုံးဝမတက်ပဲလူဆိုးတွေကိုတွေ့ရင်တော့အပြည့်ရှင်းပဲဆိုတာပါပဲ။သူမကတော့အခုထိလူတယောက်မှမမတက်ဘူးလို့ကိုယုံကြည်နေသူပါသူတို့ခရီးဆက်လာရင်တောလန်းတစ်ခုအရောက်မှာတော့ကားကပြတ်သွားခဲ့ပါတယ်ဒီအချိန်မှာလမ်းသွားလမ်းလာမော်တော်ဆိုင်ကယ်သမားတယောက်ကကူညီပြီးပြင်ပေးဖို့လုပ်တဲ့အခါအမျိုးသမီးကကောင်လေးကိုတိုးတိုးလေးကပ်ပြောပါတယ်သူကားပြင်ပြီးတာနဲ့ငါသူ့ကိုတက်ပစ်မယ်တဲ့ကောင်လေးကသူကလူကောင်းကြီးပါဗျာမင်းမဲလူကောင်းတွေကိုမတက်ဘူးဆိုလို့ဝိုင်းပြောပေမဲ့လည်းမရခဲ့ပါဘူးမုန်းစိတ်မွေးနဲ့မျိုးသားကညမိုးချုပ်တဲ့အထိကားကိုပေးချပြင်ပေးခဲ့ပါတယ်ကောင်လေးကသူ့ကိုထွက်ပြေးဖို့ညှိပြပေမဲ့လည်းမုန်းစိတ်မွေးနဲ့လူကတော့မပြေးတဲ့အပြင်ငါကဒီကားကိုမောင်းပြေးတော့မှာဘူးမင်းတို့ကဘလို့သိနေတာလဲလို့ရင်မောပြီးပြောပါတော့တယ်အမှန်တော့သူကဒီလမ်းကဖြတ်သက်သမျှလူတွေကိုတက်ဖြတ်ပြီးအင်္ဂါအစိတ်ပိုင်းတွေကိုရောင်းစားနေတဲ့လူတက်သားပြတယောက်ဖြစ်နေတာပါကောင်လေးတို့ဟာသူ့ရဲ့တစ်ဆက်ရောက်မြောက်သားကောင်တွေပေါ့ဒီအကြောင်းကိုသိသွားတဲ့အခါကောင်လေးဟာအရန်ကိုတုံ့လောက်သွားခဲ့ပါတယ်ဒီအချိန်မှာအမျိုးသမီးကစိတ်မရှိတော့ပဲဓာပြစီကိုတန်းတိုးသွားခဲ့ပြီးဓာပြကတနက်နဲ့ပြစ်လိုက်ပေးမယ်လေသူမအတွက်တော့ရာယုံနေရှိခဲ့ပါတယ်ဓာပြရဲ့ကြီးစံတွေကုံသွားတဲ့အချိန်မှာတော့သူမကတနက်ကိုလူယူပြီးအဲ့ဒီလူကိုတေလို့အောင်ဒိုင်းနဲ့ပြစ်လိုက်ပါတော့တယ်ကောင်လေးကအံ့ဩတုန်လှုပ်ပြီးမင်းကြီးစံတွေကိုဘလို့ရှောင်လိုက်တာလဲလို့မေးတဲ့အခါသူမကအေးဆေးဆေးပဲငါကကြီးစံကိုရှောင်တာမဟုတ်ဘူးကြီးစံကငါ့ကိုရှောင်သွားတာငါကတရားသခင်ရဲ့သမီးတော်မှုစောင့်ရှောက်မှုခံထားရတာလို့ပြန်ပြောခဲ့ပါတယ်။အဲဒီနောက်ကောင်လေးရဲ့နဖူးကိုတနက်နဲ့ချိန်ပြီးမောင်းထုတ်လိုက်တဲ့အခါကြီးစံမထွက်ပဲမိုးပေါ်ထောင်ပစ်တဲ့အခါမှတင်ကြီးစံထွက်သွားတာကိုပြပြီးကောင်လေးကိုကြောင်သွားစေခဲ့ပါတယ်။လမ်းကြီးတစ်လျှောက်လုံးမှာတော့ကောင်လေးဟာဒီယူသွတ်နေတဲ့အမျိုးသမီးလက်ထဲကနေဘလို့ရုံထွက်ရမလဲဆိုတာကိုပဲတွေးနေခဲ့တာပါ။ဒါပေမဲ့အမျိုးသမီးကတော့ပို့ပြီးယူသွတ်ပြကသူ့ကိုပြောစရာတခြင်းတွေစိုးခိုင်းနေခဲ့ပါတယ်။သူတို့တခြင်းဆိုပြီးပြောနေတဲ့အချိန်မှတင်နောက်က